ခမကျွန်တော်စင်းလာစင်ဟမ် မဟုတ်ပါဘူးဒီတိုင်းမေး ဟဲ့မင်းဘာလို့အဲ့လိုပုံမလားပန်းမလိုက်ရဘောက်သွဲနေ ဟောမင်းကွာငါလည်းပတ်စံနေရတော့ကတ်ယူနေရတယ်ကွာ ငါကြီးကမင်းနဲ့သစည်းမမလိုက်ဘူးဥမာအစီပိတ်မတီးတော့ ငါလည်းအဲ့လိုပြောနေငါလည်းအဲ့ခွာနေတယ်ကွာဘယ်လိုခွာလို့ခွာမလို့ ကွာပတ်စံမျက်နှာပဲကြည့်နေ ဘာဖြစ်ဒီနေ့တော့သူ့ရှာရတော့လေကတ်ခွာလာတယ် ဆိုပတ်စံသွားယူမှာပေါ့ ဟုတ်တယ် သွားကြမယ်ဟာမိုက် အိုင် မတွေ့ရကြာလှလာနော် အိုင်ကျေးဇူးပါ မ အဲ့ ကျွန်တော်ပတ်စံ9သိန်းတော့ပြီ 9သိန်းနော်ဘာလို့ပို့လဲ9သိန်းနော် ကျွန်တော်အသုံးလို့ပေါ့ ဟိုတနေ့မှမဟုတ်ဘူး မိုက်ကျွန်တော်တွန်းနေခဏ အေးပါလေဟိုတနေ့မှ3ခုပေးထားတာလေ ဟိုမလောက်လို့ထပ်တောင်းနေတာပေါ့ မလောက်အောင်ဘာကြီးသုံးလိုက်လို့လဲ ခမကျွန်တော်စင်းလာစင်ဟမ် မဟုတ်ပါဘူးဒီတိုင်းမေးကြည့်အောင် ကျွန်တော်တငယ်ချင်းပါညင်လာခမကျွန်တော်အဆက်ခွဲနေ အခုလို့စပတ်စံမှမရှိတာ မရှိကျွန်တော်ရှိသလိုရှာပေး ဒါပေမဲ့ဘယ်လိုရှာလို့ရမလဲဒီမှာအထည်ဆိုင်တွက်လေအထည်ထည့်ထားရသေးရလေ ညလေးတည်းမန်နေဂျာလုံတော့မြင်ကျွန်တော်ပတ်စံပေးနိုင်တယ်ရှေ့ပြီးတော့ခုလိုစိုက်ဖွင့်လိုက်တော့ကျွန်တော်ခုပတ်စံမရတော့ ပေးမယ်ဟုတ်ပြီလား အဲ့လိုလုပ်ပါမိုင်းကဲအဲ့ဆိုကျွန်တော်သွားတော့ ညီမလေးခါလေးလှ လှတယ်လေ ဟုတ်လားညီမလေးနဲ့ဆိုလိုက်မလားမသိဘူး ဘာဖြစ်လို့ ဟောညီမလေးကြိုက်လားကိုကြီးဝယ်ပေးမယ် ရနင်တို့တော့တတိရှိမှကုန်းစင်းနေငါမသိဘူးညမှတ်နေတော့အိုင်ုံနောက်တယ် ဟာမတော်ရ အေး